first vlog of my channel. In this vlog, I'll be going to Edinburgh for my birthday weekend and also for Christmas. Welcome aboard this West Midlands Railway service for Lichfield. Welcome to all board in the service here at Birmingham New Street. Just make sure you're on the right service. Dara Nicole Airport မတိုင်ခင်ပေါ့နော် Airport နဲ့ train station နဲ့ဆက်ထားတဲ့နေရာလေးပါအဲ့ဒီတစ်ဆင့်ပြန်ပြီးတော့ shuttle စီးရပါတယ်။တော့ဒီမှာ airport information တွေအကုန်လုံးကိုတော့ပြထားပေးရပေါ့နော်။အကုန်လုံးဆင်ပြေသွားပြီဆိုတော့ဂိတ်သွားပြီးတော့လေယာဉ်ပေါ်တက်ပါတော့မယ်။နောက်ဆုံးတော့ Edinburgh ရောက်ရှိခဲ့ပါပြီ။ hotel check in ဝင်ပြီးတော့အခုအိပ်ပါတော့မယ်။ Is this a bar? Hi. နီကိုတဲတဲ့ hotel ကဒီကွင်းနဲ့ဆို10မိနစ်ပဲဝေးရပေါ့နော်လမ်းလျှောက်သွားရင်ဆိုတော့အဲ့ကနေပဲတခါတည်းမြို့ထဲရောက်တဲ့ bus ကားကိုတန်းပြီးတော့စီးသွားပါတယ်ဒါတော့ bus ကားပေါ်ဆင်းချင်းမြင်ရတဲ့ view ကြီးပေါ့နော်အရန်လှပါတယ် Edinburgh Castle ကိုလည်းတန်းပြီးတော့မြင်ရတယ်ပေါ့နော်Scott Monument ပေါ့နော်သူ Christmas market ကိုအဲ့နာမှာပဲဖွင့်ထားဆိုတော့လေအဲ့လိုပျော်စီရတဲ့ right စီတစ်ခုရှိရပေါ့နော်နေကိုကတော့အရင်ကြောက်လို့မစီးခဲ့ပါဘူးအဲ့ Scott Monument နာမှာပဲ National Scottish Gallery ရှိလို့နေကိုတော့အဲ့ထဲဝင်ပြီးတော့လည်းဆက်စုခဲ့ပါသေးတယ်museum နဲ့ဟိုပတ်ပြီးတော့ခါကျတော့ဘိုက်လေးနည်းနည်းစားလာနဲ့တငယ်ချင်းနဲ့တူတူနေလေစားဖို့restaurant စပြီးတော့ရှာပါပြီ and I ordered some fish and chips Edinburgh မှာကောင်းတာတစ်ခုကလေအကုန်လုံး walking distance ပဲဆိုတော့ငကိုတို့စားတောက်ပြီးတော့3မိနစ်လောက်လမ်းလျှောက်သွားတဲ့အချိန်မှာဒီအရန်နာမည်ကြီး Ryan Mouse ကိုရောက်ခဲ့ပြီပေါ့နော် Ryan Mouse ကနေညာဘက်တက်တက်သွားလိုက်ရင် Edinburgh Castle ကိုရောက်ပါတယ် Edinburgh Castle မှာတော့ငကိုတို့ Castle တော့မဝင်ခဲ့တော့ဘူးပေါ့နော်အပြင်မှာရှိတဲ့ view ကိုပဲကြည့်ခဲ့ပါတယ် Castle တော့ဝင်မယ်ဆိုရင်ပေါင်20 ticket fees ပေးရပဲပေါ့နော်ဒီ Edinburgh Castle တွေကနေထွက်ပြီးတော့ Royal Mile တဲ့ကိုလမ်းလျှောက်လိုက်မယ်ဆိုရင်တော့ငကိုတို့ဒီ St Giles Cathedral ကိုတွေ့ရတယ်ပေါ့နော်ပြီးတော့လမ်းတောက်လျှောက်မှာလည်းဒီ Scottish traditional bagpipe music တွေကိုခဏခဏကြားရပါတယ်ပြီးတော့ငကိုတို့ခု Waverley Bridge ကိုကျော်ပြီးတော့ခါကြတော့ Kilton Hill ကိုသွားနေရပါWhere are we going, girl? Hilton Hill. Kilton Hill viewpoint မှာပဲ sunset လေးကြည့်ခဲ့ပါတယ် Edinburgh မှာနေရ3:40လောက်ဝင်တာဆိုတော့အမြန်သွားပြီးတော့နေဝင်စီးစာကိုကြည့်ခဲ့တယ်ဒါပေမဲ့လည်း it's very worth it အရန်လှပါတယ်ခုတော့ Kilton Hill ကပြင် Edinburgh ရဲ့ Christmas market ကိုသွားနေပါပြီ
Christmas market yay TikTok မှာအရင် hype ဖြစ်နေတဲ့ chocolate တွေတောက်ဖို့တန်းစီနေရပါ နားလည်းစီးနေပါ အတန်းကြီးအရှိကြီးပဲ မအဲ့ဒါတော့စပလစ်လိုက်မယ်မကျွန်တော်တောက်သွားရမှာစောင်းရမ်းကောင်းတယ် Like I said, this one. That's that's all. ရတာလေးကတော့ဘယ်လိုလဲဆိုတော့ညီကိုတငယ်ချင်းပြောလို့အရန်ကောင်းပါတယ်ဒီ Christmas market ကမနက်ကတွေ့ခဲ့တဲ့ Scott Monument နားမှာပဲလောက်တာဆိုတော့လေအကုန်လုံးကတနေရာနဲ့တနေရာဆက်ဆက်နေတယ်လို့ပဲပေါ့နော်ဒါပေမဲ့လည်းညဘက် view ကြီးကအရန်လှပါတယ်ခုန National Gallery တွေကိုလည်းပြန်မြင်ရတယ်ပေါ့နော်ဒါကတော့ Christmas market မှာရှိတဲ့ Ferris wheel ပါညီကိုကအမြင့်ကြောက်လို့မစီးခဲ့ပါဘူး Christmas market ကအပြင်အရန်အေးရနဲ့အနားမှာရှိတဲ့ Uniqlo coffee ဆိုင်မှာရင်နွေးချင်းဝင်တောက်ခဲ့ပါတယ် After that we went to Victoria Street. Victoria Street က J.K. Rowling ဒီမှာ Harry Potter scene နဲ့ပတ်သက်ပြီးတော့ inspiration ရတယ်ဆိုပြီးတော့နာမည်ကြီးရပါတော့ That's for our day 1 vlog. See you guys in day 2 vlog. Bye bye.